ကဘာကျော်တာခဲတို့ကိုပထမအချီမှာပဲအလဲထိုးနိုင်ခဲ့သူအဖြစ်မှတ်တမ်းတင်ခဲ့တဲ့ Rotan မင်္ဂလာပါပရိသတ်ကြီးဒီကနေ့ညမှာရှင်ပြိုင်ကစားခဲ့တဲ့ Rotan နဲ့တာခဲတို့ရဲ့ပွဲက1172ပြိုင်ပွဲရဲ့ခေါင်းပွဲဖြစ်တာကြောင့်ပရိသတ်တွေအများကြီးအားခဲထားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာပါပထမအချီစချင်းမှာပဲတယောက်ကိုတယောက်အချင်းကြီးကြည့်တဲ့အနေနဲ့လိုကစ်တွေကန်ခဲ့ပါတယ်တာခဲတို့ကပထမအချီဆိုရင်အေးဆေးနေနိုင်လုံးပါတယ်ရော့ထန်ကဒီအချိန်လေးမှာလိုက်ဖိခဲ့ပါတယ်။ကျိုးဝိုင်းတော့အကက်မှာလက်သီးနှလုံးကတာခဲရုစီပြစ်ဝင်သွားခဲ့ပါတယ်။ပထမအချက်ကိုတာခဲရုခံနိုင်ခဲ့ပေမဲ့လည်းမေးပြားကိုထိတဲ့ဒုတိယအချက်မှာတော့တခါတည်းဖင်နိုင်လေးရဲ့သားလေးကျသွားခဲ့ပါတယ်။မူပြီးပြန်ထားဖို့အာရုံနေတော့မှပဲဒိုင်ကအမတ်စင်ရေတွက်ခဲ့ပါတယ်။ဒိုင်လူကြီးကတော့မထနိုင်တော့ဘူးအထင်နဲ့နောက်ဆုံးမှာအမတ်စင်ဆက်မရေတော့ဘဲနဲ့တခါတည်းဒိုင်ပွဲရက်နဲ့ရော့ထန်ကိုအနိုင်ပေးလိုက်ပါတယ်ရော့ထန်ကတော့ရော့ထန်မှာပဲเนาะတာခဲတို့ကတကယ်တော့လက်သီးမထိုးတတ်ပါဘူးဇက်တိုက်ထိုးရင်သူကကြာကိုကြတဲ့အနေထားမှာရှိပါတယ်မထင်မှတ်ထားတဲ့အခြေအနေတစ်ခုမှာအလဲထိုးခံလိုက်ရတဲ့အတွက်တာခဲတို့တယောက်တော့တော်တော်လေးခံပြေးနေပုံလဲပေါ်ပါတယ်ရော့ထန်ကတော့တာခဲတို့ကိုအလဲထိုးနိုင်ဖို့အတွက်လက်သီးပါဝါကိုသေချာပြင်ဆင်ခဲ့ပုံလဲပေါ်ပါတယ်အားခဲထားတဲ့ပွဲတစ်ပွဲဆိုပေမဲ့လည်းပွဲကတော့မျောလင်းတလောက်ကြည်ရတာအားမရခဲ့တဲ့ပွဲတစ်ပွဲပါပဲပရိသတ်ကြီးရဲ့အမြင်လေးတွေလည်းပြောပြသွားခဲ့ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်